မယ်ဆိုတဲ့ရိတ်တာရှိသလားစဉ်းစားရမှာဟုတ်ပြီနော်ဦးစင်းကရှိသလားလို့မေးပါမင်းဦးစင်းတို့လည်းသွားကျင့်ရမှာလေအဲ့တော့ခမရတို့ရိတ်တာသွားတာဘာသွားလောက်တာလဲစဉ်းစားမယ်ဟုတ်ပြီနော်စဉ်းစားစရာတွေသုံးသပ်တာတွေဒီထဲမှာတရားကျင့်မှုတဲ့ယောဂီမပါဘူးလားရိတ်တာတရားသွားမကျင့်ဘူးလားတရားကျင့်နေဆိုတာတရားရဖို့ဟုတ်ပြီနော်တရားရမှမိမိတို့အားကိုးရမယ်ကဲတော့တရားကျင့်ဖို့တဲ့ရောက်လာပြီရိတ်တာကိုသွားပြီးတရားကျင့်ခဲ့တဲ့ယောဂီတွေအားကိုးသွားရှာတာကျွန်တော်ကျမဘုရားတပည့်တော်တို့ဘယ်လိုအားကိုးလိုချင်လို့ရိတ်တာကိုလာခဲ့ပါတယ်လို့ရှောက်တဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူးဗျာ။အဲ့လိုဆိုဘာမှညာမှမသိဘဲနဲ့သွားခဲ့ပြီ။ဒါပေမဲ့ကျင့်တော့ကျင့်ခဲ့ပြီဆိုတော့ရတော့ရခဲ့ပြီလို့မထင်ဘူးလား။အဲ့ဒီရခဲ့တဲ့တရားသည်မိမိခန္ဓာရဲ့ဓာတ်လေးပါပြင်းထန်စွာဖောက်ပြန်တဲ့အခါမှာအဲ့ဒီလိုရခဲ့တဲ့ဆေးနီးနဲ့နော်ကုလိုက်လို့ရှိရင်မချမ်းသာဘူးလား။အဲ့တော့တရားရတာမရလားသိချင်ရင်အိမ်ကြရင်2 နာရီလောက်3 နာရီလောက်မလုပ်ဘဲနဲ့နေကြည့်နော်ခဏအသေးစမ်းကြည့်တာပေါ့သေတော့ယုတ်ကြီးသေတယ်ဆိုတာဟာဒီယုတ်ကြီးဝေဒနာတွေတက်ပြီးတော့ယုတ်တရားကြီးဖောက်ပြန်ပြီးတော့ပြင်းထန်တဲ့ဝေဒနာတွေမတက်လာဘူးလားအဲ့တော့သေမဲ့ဟာကိုမစောင့်နဲ့ကိုယ့်ဘာကိုအိမ်မှာမလုပ်ဘဲနဲ့2 နာရီလောက်နေကြည့်2 နာရီလောက်နေကြည့်တဲ့အခါမှာငါရတဲ့တရားသည်တနေ့သေတဲ့အခါမှာသေခြင်းဆင်းရဲမှအာကိုလောက်ပြီလားလို့စမ်းသပ်လို့မရဘူးလားအေးတရားမှန်လားမမှန်လားအာကိုထိုက်လားမထိုက်လားသိချင်ရင်မိမိ2 နာရီလောက်မလုပ်ပဲနဲ့အဲ့ဒါနေကြည့်တက်လာတဲ့ဝေဒနာမှာစိတ်ကလေးကတင်ကြီးမိမိအာကိုရလို့ရှိရင်ဆင်းရဲပါမလားမဆင်းရဲဘူးဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့တရားသွားရှာတယ်ဆိုတာဘာသွားရှာတာလဲအာကိုရှာတာမြတ်စွာဘုရားရဲ့အာကိုထိုက်တဲ့သာသနာအမှုကြီးသွားယူတာမဟုတ်ဘူးလားဟုတ်ပြီနော်အမွေရရင်ဘာဖြစ်လဲချမ်းသာတယ်အဲ့တော့ချမ်းသာခြင်းလို့အမွေသွားယူတာဒီအမွေဟာတည်ခြင်းဆင်းရဲမှချမ်းသာစေတယ်အပေပေးဆင်းရဲမှချမ်းသာစေတဲ့အမွေကြီးဟုတ်ပြီလားအဲ့ဒီအမွေကိုမဖြစ်မနေမယူရဘူးလားအဲ့တော့ရိတ်တာသွားတယ်ဆိုတဲ့ကဘယ်လိုသွားရမလဲဖရာတပည့်တော်မတို့နေရတော့ဟုတ်ပါပြီစာဝိနေရတော့ဘဝမှာတင့်သလိုယုံကန်လို့ပြည်လဲပါပြီဘုရားချမ်းသာပါပြီမစားရဒုက္ခမိုးရဒုက္ခမနေရတဲ့ဒုက္ခတွေလည်းငြိမ်းပါပြီဘုရားသို့တော်လည်းသေရတော့မငြိမ်းပါဘူးဘုရားတပည့်တော်တနေ့သေရင်အလွန်ဆင်းရဲပြီးသေရမှာကြောက်ပါသည်အဲ့ဒီအတွက်ကြောင့်ဟာဒီယုတ်တရားကြီးပြင်းထန်စွာဖောက်ပြန်တဲ့ယုတ်တရားကြီးရဲ့ရက်စက်မှုမှလွတ်မြောက်တဲ့ဝေဒနာကြော်တဲ့နီးဝေဒနာမှဒေါသတွေလောဘတွေချုပ်တဲ့နီးဘယ်ရပြီးတော့လိုချင်ပါတယ်ဆိုပြီးအဲ့လိုသွားတောင်းခဲ့လားမတောင်းခဲ့ဘူးဟုတ်ပြီနော်အဲ့လိုဆိုရင်ရိတ်တာသွားတယ်ဆိုတာဘာလိုချင်လို့သွားရမလဲကာယိကဒုက္ခဝေဒနာယုတ်တရားယောဂ96ပြာယောဂဖောက်ပြန်လို့ပြင်းထန်တဲ့ဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာမိမိစိတ်ကလေးဟာစိုးရိမ်မှုကြောင်းကြမှုပင်ပန်းမှုဆင်းရဲမှုမရှိဘဲနဲ့ငြိမ်းအေးပြီးသိရရင်မကောင်းဘူးလားအဲ့ဒီအတွက်သွားရှာရမှာအဲ့ဒါကိုရှည်တန်းတင်ပြီးတော့တိုင်းတာမှုမပြုဘဲနဲ့တို့ဆရာကကောင်းတယ်သူတို့ဆရာမကောင်းဘူးတို့နီးရကောင်းတယ်သူတို့နီးရမကောင်းဘူးအဲ့ဒီလိုရှောက်ပြောတာကဗราဏမဟုတ်ပါဘူးဘယ်မူကောင်းတယ်မကောင်းတယ်ဘယ်ဆရာကောင်းတယ်မကောင်းတယ်သိချင်ရင်ဟာဒီခန္ဓာကိုယ်ဓာတ်ကြီးလေးပါဖောက်ပြန်တဲ့ကာယိကဒုက္ခဝေဒနာနဲ့စိတ်ကလေးနဲ့တွေ့တဲ့အခါမှာဆင်းရဲမှုချုပ်နေရင်မကောင်းဘူးလားဆင်းုံတက်တယ်ဘိုင်းနာဆိုပြီးဆင်းုံတက်တယ်ဟိုဆင်းုံကဟိုဆေးတိုက်တယ်ဒီဆင်းုံကဒီဆေးတိုက်တယ်ဘယ်ဆေးတိုက်တိုက်ဘိုင်းနာပြောက်ဖို့ဗราဏမဟုတ်ဘူးလားသူ့ဆေးငါဆေးညင်းမို့လို့သေးလားအခုကဗราဏထားပြီးတော့စံငိမ့်ထားပြီးပြောရမှာရှည်တန်းမရောက်ဘဲနဲ့သူ့မူကဘာဖြစ်တယ်ငါမူကဘာဖြစ်တယ်နဲ့ပြိုင်ညဆိုင်ညပြောကြဆိုကြတိုင်းညထွာကြတာကမသိတော့ပါဘူးဒီကြားထဲမှာတရားဆိုတာထိုင်မလားတဲ့နော်ထိုင်မတရားမဟုတ်ပါဘူးတဲ့၄ပါးသောအရိယာပုတ်ပေးထားတယ်ဆိုတော့ညောင်းရင်ပြင်မို့လမ်းလျှောက်ပေါ့လမ်းလျှောက်လို့ညောင်းရင်ပြန်ထိုင်မို့ညောင်းလို့ပဲထိုင်လမ်းလျှောက်ပဲလျှောက်ဘာပဲလို့ကြိုက်သလိုကျင့်လို့ရပါတယ်ရပြီဆိုတဲ့အဖြစ်တရားရပြီဆိုလို့ရှိရင်မိမိခန္ဓာရဲ့ဓာတ်၄ပါးကိုဖော်ထုတ်လိုက်လို့ပေါ်လာရင်မိမိစိတ်ကလေးနဲ့တွေ့ထိလို့ရှိရင်ဆင်းရဲမှုချုပ်နေရင်မှန်ပြီဟုတ်ပြီနော်သူ့ဘောသူထိုင်ရင်တိုင်းမှထားရင်လမ်းလျှောက်တိုက်နိုင်ဂျုံထိုးနေပြီဗျာသူ့ဘောသူဘယ်မှုနဲ့ပဲပြဒါကဗราဏမဟုတ်ဘူးမိမိခန္ဓာကိုယ်ကြီးပြင်းထန်တာရွက်ဆက်လာတဲ့ဟောသေအောင်တတ်တဲ့ဝေဒနာတွေ့တော့လူလို့လိမ့်လို့ရသေးလားလှုပ်လို့ကြွားလို့မားလို့ပျောက်သေးလားအဲ့တော့ဘလို့ပဲပြင်ဘလို့ပဲရွှေ့ဘလို့ပဲမသေအောင်တတ်မဲ့ယောဂပျောက်သွားသလားအဲ့လိုဆိုဒကာဓမ္မတွေသေအောင်တတ်မဲ့ယောဂသည်ဘယ်တော့မှမပျောက်တော့ဘူး
ဝေဒနာမြင်နေပြီအဲ့ဒီဝေဒနာနဲ့စိတ်နဲ့ရင်ဆိုင်ရတဲ့အခါမှာရုပ်တာဆင်းရဲပြီမဲ့စိတ်မဆင်းရအောင်ကျင့်ဖို့မလိုဘူးလားအဲ့တော့မိုးကုတ်ဆရာတော်ကြီးကလည်းပြောလဲရုပ်နာရင်နာပါစေစိတ်မနာပါစေနဲ့လို့မပြောဘူးလားအဲ့တော့စိတ်မနာဘူးဆိုတာရုပ်ကနာနေပြီးတော့ယောဂါတွေဝေဒနာတွေဓာလေးပါးတွေပြင်းထန်စွာဖောက်ပြန်နေစေမှလိမ့်မယ်မိမိစိတ်ကလေးကမနာပဲနေရင်မမှန်ဘူးလားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဓာလေးပါးဖောက်ပြန်တဲ့ဒုက္ခဝေဒနာလည်းတက်ကောစိတ်ကဆင်းရဲတော့စိတ်ပါနာနေတယ်အဲ့တော့စိတ်မနာအောင်ဆိုပြီးအောက်ကယုတ်ကြီးပြင်လိုက်တော့စိတ်ပါခဏတော့ချမ်းသာမသွားဘူးလားနောက်တစ်ခါဝေဒနာတက်တော့ဆင်းရဲလားချမ်းသာလားအဲ့တော့ပြင်လိုက်တဲ့အလုပ်ဒီမှန်ရဲ့လားမမှန်တော့ပြန်ဆင်းလာတာပေါ့အဲ့တော့ယုံနာရင်နာပါစီဆိုတော့ဝေဒနာတက်ချင်တက်နေပါစီမပြင်နဲ့စိတ်ကိုယ်တာပြင်လိုက်ပါဟောပြီနော်စိတ်မနာအောင်လုပ်ရမယ်အဲ့တော့အသိနဲ့ပြင်ပါတဲ့အမှတ်နဲ့ပြင်ပါတဲ့ဦးဇင်းတို့ကအသိနဲ့ပြင်ပါဆိုတာရုပ်ကိုပြင်ရမှာလားစိတ်ကိုပြင်ရမှာလားစိတ်ကိုပြင်ရမှာပါအခုကအသိနဲ့ပြင်ဆိုပြီးရုပ်ကြီးသွားပြင်တယ်အမှတ်နဲ့ပြင်ဆိုပြီးရုပ်ကြီးသွားပြင်တယ်မှန်ပါမလားမမှန်ဘူးနော်အဲ့တော့တရားမှန်နဲ့မမှန်နဲ့ဆိုတာကာယကဒုက္ခဝေဒနာဓာလေးပါဖောက်ပြန်လိုက်တဲ့အခါကျတော့တနှုံနှုတ်ဆင်းရဲတာသည်ဒေါသထိုဒေါသအာယုံမှလွတ်ချင်တာအဲ့ဒါကလောဘအဘိဇ္ဇာအကုသိုလ်တရားတက်မသွားဘူးလားအဲ့ဒီယုတ်တရားကြီးချမ်းသာတယ်နှိမ့်ဆက်တော့ဆင်းရဲတယ်ဆင်းရဲတဲ့ကာမယုတ်ကြီးပြုပြင်လိုက်ရင်မချမ်းသာသွားဘူးလားယုတ်ကိုချမ်းသာအောင်ပြုလုပ်တဲ့အကျင့်ဒီဘာအကျင့်လဲကာမတုကလိကနိယောဂအကျင့်ဟုတ်ပြီလားအကယ်၍မလုံမပြင်မင်းနဲ့ရုပ်ကိုစိတ်ကိုအပိမန်းခံပြီးဒုက္ခခံပြီးတော့ရုပ်ကလည်းဝေဒနာတွေပြင်းထန်နေတာတက်မယ်လှုပ်လည်းမလှုပ်ဘူးစိတ်လည်းဆင်းရဲမယ်တင်းခံမယ်တောင်းခံမယ်အောင့်ခံမယ်စိတ်လည်းတင်းခံတောင်းခံအောင့်ခံတက်တက်ကြီးတဲ့နေတော့မယ်ဆိုရင်အဲ့ဒါစိတ်ကိုရုပ်ကိုပိမန်းဆင်းရဲမှုမရဘူးလားအဲ့ဒါဆိုရင်အတ္တကိလမထာနိယောဂအကျင့်သေတော့လည်းတင်းခံလို့ရပါမလားတင်းခံတယ်ဆိုတာဒေါသတောင်းခံတွန်းခံတယ်ဆိုတာဒေါသလှုပ်တယ်ဆိုတာလောဘဝေဒနာကနေလောဘဒေါသအကုသိုလ်တရားတက်မသွားဘူးလားလှုပ်လိုက်တယ်ဆိုတာလောဘပရိစ္ဆေသမလဲသွားတာတဏှာလောဘဆိုတာဒီကိုကောက်တော့ပါလေတဏှာကာယကဒုက္ခဝေဒနာကတဏှာကူးမသွားဘူးလားပရိစ္ဆေသမလဲသွားသလားရက်သွားသလားဩအဲ့တော့ဘယ်လိုပြအခုကဘယ်လိုလဲသိရင်သွားမကြည့်နဲ့ကြမ်းနေတဲ့ဟောလာကူစဉ်အားရဒီလိုက်ရှင်းနေရတာဟုတ်ပြီနော်ကိုယ်တိုင်ပေါက်မြောက်အောင်မကြည့်မဲနဲ့ဖះဟောတဲ့ဒေသနာကိုခန္ဓာနဲ့ဆက်ဟပြီးတော့ကိုယ်တိုင်ပေါက်မြောက်အောင်မကြည့်မဲနဲ့ဒကာဓမ္မတွေကိုဘာဖြစ်လဲတပည့်တွေကိုဟဲ့ကြာကြာထိုင်ဖို့မလိုဘူးအနာခံဖို့မလိုဘူးနဲ့ရှောက်ပြောနေတာနော်တော်တော်များပါတယ်အဲ့ဒီလိုရေးကြတယ်အဲ့ဒီလိုဟောကြတယ်အကယ်၍အဲ့ဒီပုဂ္ဂိုလ်ဒီကြွလို့မလို့ပဲရထိုင်ရနေပဲလမ်းမဲ့လျှောက်လျှောက်ကြိုက်တယ်လို့ကျင့်မိမိရဲ့အဖြေသည်ကာယကဒုက္ခဝေဒနာမှနော်ပြင်းထန်တဲ့ဒုက္ခဝေဒနာမှာဒေါမနတနဲ့လှုပ်လို့တဲ့လောဘချုပ်ရင်အဖြေမပေါ်ဘူးလားအကယ်၍မချုပ်ဘူးဆိုရင်မှန်မလားအဲ့ဒီပေါ်မှာအဖြေထားရမယ်ဟုတ်ပြီနော်အဲ့တော့ဒကာဓမ္မတွေကိုဆင်းရဲပြီးတော့စိတ်မဆင်းရဲတော့သေတဲ့အခါဆင်းရဲပါတော့မလားအေးအဲ့လိုအဖြေရခြင်းရင်နောင်ကိုတရားသွားရှာမယ်ဆိုလို့ရှိရင်ဆရာကျွန်တော်ကျမတော့နေရတော့ဟုတ်ပါပြီသေအောင်တတ်တဲ့ဒုက္ခဘေးကြီးမှာအလွန်ကြောက်ပါတယ်အဲ့ဒီကြောင့်ခန္ဓာကိုယ်ရဲ့ပြင်းထန်စွာဖောက်ပြန်တဲ့ဒုက္ခဝေဒနာမှာဆင်းရဲမှုချုပ်ငြိမ်းနဲ့အတတ်လိုချင်ပါတယ်ဖရာဆိုပြီးတော့သွားတောင်းဟုတ်ပြီနော်အဲ့တော့ဒကာဓမ္မတွေသေခြင်းဆင်းရဲလွတ်မသွားဘူးလားသေခြင်းဆင်းရဲလွတ်ရင်အဘယ်တကားပိတ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါအကယ်၍ခမရတို့ဒီပြင်းရိပ်သာတွေမှာမရှိဘူးလို့ဥသိမဆိုလို့နော်ကြိုက်တဲ့ရိပ်သာကိုသွားအဲ့တော့ဒီယုတ်ကြီးကြွမပြီးတော့ရှာမယ်ဆိုရင်ခမရတို့ဒီဝေဒနာကတဏှာကူပြီးတော့ကာမတုကလိကနိယောဂအကျဉ်းကြီးဖြစ်တယ်အကယ်၍မကြွမပဲနဲ့ညှိချုပ်ပြီးကိုယ်ရောစိတ်ကောအပိမန်းခံမယ်ဆိုရင်အတ္တကိကမထာနိယောဂဖြစ်တယ်အကယ်၍ပြောမယ်ပေါ့ဒီဒုက္ခဝေဒနာကြီးကိုခံပြီးတော့တရားကျင့်တာမှားပါတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နဲ့ဥစဉ်နဲ့ရှင်းမယ်ဟုတ်ပြီလားဥစဉ်ကတော့ကြွမှာတာအကယ်၍တမရယာနိကနဲ့တော်တဲ့တောင်ထဲမှာလာနဲ့နှိမ့်နဲ့ခြီးပြီးတော့ကျင့်မယ်ဆိုရင်တော့ရတယ်အကယ်၍9ရက်10ရက်နဲ့နော်ဝိပဿနာယာနိကကျင့်မယ်ဟေးဆိုလို့ရှိရင်အဲ့ဒီမှားတယ်ဟုတ်ပြီနော်အဲ့တော့နီးမှန်နောက်ဆုံးအဖြေကတော့ကာယကဒုက္ခဝေဒနာမှာတဏှုစည်းရတဲ့ဒေါသလွတ်ဖို့သာလင်တခုကြီးအဖြေပါပဲအဲ့ဒါကိုအဘိဇ္ဇာဒေါမနတဝိနည်းလို့မြတ်စွာဘုရားဟောပါသည်ဥစဉ်တာကခမရတို့ကအကျဉ်းမဟောခဲ့တာအကျေဟောတဲ့ဓာပြတွေရှိပါတယ်အရင်ကမန္တလေးမှာလည်းဟောပါတယ်ဝေဒနာမတဏှာဖြတ်နဲ့အခြေခံဝိပဿနာကျင့်နေရှင်းတန်းဆိုပြီးတော့3နာရီဟောတာရှိတယ်
အဲ့ဒါတွေကိုဦးဇင်းတို့တပ်ပြားတွေမှာရောင်းတယ်အဲ့ဒါကိုနာပေါ့အဲ့တော့ဦးဇင်းကအဖြေနောက်ဆုံးပေးလိုက်မယ်ဒီပြည့်နေရာရှိတာမရှိတာဦးဇင်းမသိပါဦးဇင်းကတော့ခမရတို့သေခြင်းစည်ရဲမှလွတ်အောင်ကယ်နိုင်ပါတယ်ဟုတ်ပြီလားအရှင်ဘုရားတကယ်ကယ်နိုင်မှမလားဆိုရင်ခမရတို့တကယ်လာကြည့်ရင်တော့ကယ်နိုင်တာပေါ့ဟုတ်ပြီလားအဲ့တော့မိုးရွာတော့ရွာပါတယ်ခွက်မောက်ထားရင်ရေရပါမလားအေးမိုးကလည်းအများကြီးရွာမယ်ခွက်ကလည်းခံယူထားမယ်ဆိုရင်ရေမပြည့်ပဲနေပါမလားအခုခမရတို့ကလည်းဦးဇင်းတို့ပြမယ်ရိပ်သာမှာလာပြီးတော့တရားကျင့်မယ်အလကားကျွေးပြီးတော့အလကားပေးပြီးတော့အလကားတရားပြပါမယ်ခမရတို့အလကားလာယူကြပါခမရတို့အသေးတက်ဖို့အတွက်ဦးဇင်းကအာမခံနဲ့ပြပါသည်ဟုတ်မှဟုတ်ပါမလားအရှင်ဘုရားဓမ္မယုံနဲ့လာပြီးလေလုံးထွားတာလားဆိုရင်ဦးဇင်းကကိုယ့်ရဲ့စခန်းထဲမှာနေခမရတို့ကိုလက်တွေ့ပြသွားမှာအခုယောဂီတို့အခုဦးဇင်းက2 နာရီမလုပ်ဘဲနေပါကြိုက်တဲ့အရိယာဘုံနဲ့ပေါ့ထိုင်နေထိုင်မထိုင်လျှောင်းနေခင်ဗျားတို့လျှောင်းပြီးတော့2 နာရီ 3 နာရီငြင်းနေနိုင်မှာမလားမလုပ်ဘဲနဲ့နေနိုင်မှာမလားအေးခင်ဗျားတို့ပြမယ်10 နာရီလည်းမလုပ်ဘဲနေအောင်ပြမယ်ဟုတ်ပြီလားအဲ့ဒါကတော့လူ1000လာရင်1000လုံးရအောင်ပြခင်ဗျားတို့10 နာရီကြာလဲမလုပ်ဘဲနေနိုင်အောင်လှုပ်ကိုမလှုပ်ချင်တော့အောက်ကဝေဒနာတွေဘလောက်တက်တက်ကြိုက်ခဲခဲသိလဲသိတယ်ကြိုက်တာခိုက်တာလည်းရှိတာလည်းသိတယ်စိတ်ကလည်းမစင်းရဲပဲနဲ့အဲ့လို10 နာရီမကနေနိုင်အောင်ဦးဇင်းပြနိုင်ပါတယ်ဟုတ်ပြီလားအဲ့တော့စည်းရချမ်းသာဗราဏမထားပါနဲ့အသေးတက်ဖို့ရည်ကြီးပါတယ်ကိုးွယ်ဖို့ခေါ်ခြင်းမဟုတ်ပါဘူးဟုတ်ပြီလားအဲ့တော့ယောဂီတို့အသေးတက်ဖို့မလိုဘူးလားအသေးတက်မဲ့နီးဆိုတဲ့သာသနာအမူကြီးယူဖို့မလိုဘူးလားအဲ့ဒါမနေ့ကညနေအိရလေးနေတာလာခဲ့တောင်စလင်းတိုက်ဝါကင်းကုန်းကျောင်းဆရာတော်ဥဒိကကျောင်းမှာပြပါတယ်နေပြီးတော့ဓမ္မယုံမှာဟုတ်ပြီလားအဲ့ဒီသာသနာအမူကြီးယူဖို့မလိုဘူးလားမလိုချင်လဲနေဖို့သေတော့ကိုယ့်ဘောက်ကိုလိမ့်ခံဖို့ဟုတ်ပြီလားအဲ့တော့ဒီနေ့ညဒုပတိယဘုံကြီးကျော်ဝင်ငင်းနေတကွနော်အဘိဓမ္မာလူရှင်နဲ့တရားနာကြတဲ့ဧပရိသပေါင်းသူတော်ကောင်းတို့ကိုအပမာဒတတိပေးသောဓမ္မဂောသကတရားတော်ဖြစ်တဲ့သာသနာအမွေယူဖို့တိုက်တွန်းတဲ့တရားနာကြတဲ့တကူအနိသင်ကြောင့်တရားနာကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့သည်မိမိသေးခြင်းဆင်းရဲနေတကွာအပေပေးဆင်းရဲမှလွတ်ဖို့တကယ်လက်ထဲထည့်ပေးသလိုပေးမဲ့ဆရာနဲ့အာမခံနဲ့ဆရာနဲ့တွေ့တဲ့အခါမှာကျင့်နိုင်ကြနိုင်အားထုတ်နိုင်ကြပြီးလျှင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မြင်မောက်ပြီးလွယ်နိုင်ကြပါစေကုန်သတည်း